မေရိကန်မှာနေထိုင်တဲ့မြန်မာလူမျိုးတယောက်အနေနဲ့ပိုင်ဆိုင်မှုခိုင်မာတဲ့အိမ်ချမ်းမြေတရားဝင်ဝယ်လို့ရလားအားလုံးပဲမင်္ဂလာပါကျမကတော့နယ်နီမင်းပါ Florida Real Estate Agent နဲ့ Loan Originator တယောက်ဖြစ်ပါတယ်ဒီကနေ့ကျမပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့အမေရိကန်မှာနေထိုင်တဲ့မြန်မာလူမျိုးတယောက်အနေနဲ့ပိုင်ဆိုင်မှုခိုင်မာတဲ့အိမ်ချမ်းမြေတရားဝင်ဝယ်လို့ရလားဝယ်မယ်ဆိုလို့ရှိရင်ဘလို့အချက်တွေကြိုတင်ပြီးတော့တည်ထားရမလဲဘာတွေလုပ်ထားဖို့ဘာတွေပြင်ဆင်ထားဖို့လိုအပ်လဲဆိုတာကျမအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအစစ်အနေနဲ့လောက်ရမှာတော့ကျမတို့နေထိုင်တဲ့ state license ရပါတော့ဒီ loan originator နဲ့အရင်ဆက်သွယ်ပြီးတော့ကျမတို့ income ပေါ်မူတည်ပြီးတော့ဘယ်လောက်loan amount qualify ဖြစ်မလဲဘယ်လောက်တန်ဖိုးတဲ့အိမ်ကိုကျမတို့ income နဲ့ဝယ်လို့ရမလဲဆိုတာအရင်ဆုံးတွက်ချက်ရပါမယ်ဆိုတော့ loan originator အနေနဲ့တွက်ချက်ပြီးတော့ကျမတို့ရဲ့ဒီ qualify ဖြစ်တဲ့ amount ကိုပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကဘယ်လိုအိမ်ချမ်းဖို့ရှာယူနိုင်လဲဆိုတာကျမတို့ကသတ်မှတ်လို့ရပြီ။ဆိုတော့အဲ့ခါကျရင်ဒီ local real estate agent နဲ့အိမ်ရှာမယ်။အိမ်ရှာလို့ရှိရင်ကျမတို့ခုနက qualify ဖြစ်မဲ့ amount ပေါ်မူတည်ပြီးတော့ကျမတို့ဒီ range တွေကိုရှာရမှာပေါ့နော်။ဆိုတော့ဒါကတော့ပထမဆုံးအဆင့်ပေါ့။နောက်တစ်ဆင့်အနေနဲ့ကျမတို့ကအိမ်လိုက်ရှာပြီးတော့ကျမတို့အကြိုက်တဲ့အိမ်တွေ့သွားပြီဆိုလို့ရှိရင် real estate agent နေပြီးတော့ contract ရေးပြီးတော့အိမ်ရှင်ကို offer ပို့ပေးပါတယ်အဲ့ဒီ offer ထဲမှာကျမတို့ကဘယ်ဈေးနဲ့ဝယ်မလဲဘယ်နေ့ closing လုပ်မလဲပြီးတော့ inspection date တွေဒီ finance contingency date တွေပေါ့နော်အသေးစိတ်ပါတယ်ပေါ့အဲ့ဒီ terms တွေကိုကြည့်ပြီးတော့အိမ်ရှင်ကသူလက်ခံမခံဆိုတာသူကဆုံးဖြတ်မှာဖြစ်ပါတယ်ဆိုတော့တကယ်လို့အိမ်ရှင်ကလက်ခံတယ်ဆိုလို့ရှိရင်ဒီ contract မှာသူကလက်မှတ်ထိုးပေးလိုက်ပြီဆိုလို့ရှိရင်ကျမတို့ကအယောင်းဝယ်ဖြစ်သွားပြီလို့သတ်မှတ်လို့ရပါတယ်အဲ့ဒါကို executed contract လို့ခေါ်ရပေါ့နော်အဲ့ဒါ purchase agreement လို့လည်းခေါ်တယ်နောက်တစ်ဆင့်ကကြတော့ okay ကျမတို့အိမ်ရှင်နဲ့ဝယ်တဲ့သူနဲ့ဈေးတက်သွားပြီဆိုလို့ရှိရင်အယောင်းဝယ်ဖြစ်သွားပြီဆိုလို့ရှိရင်နောက်ပထမဆုံးအချက်ကဘာလုပ်ရမလဲဆိုတော့ initial deposit ထည့်ရပါမယ်အဲ့ဒီ initial deposit ကလည်းဒီ real estate agent ပေါ်မှာမူတည်ပြီးတော့ဘယ်လောက်ရလို့သတ်မှတ်မထားဘူးပေါ့နော်ဆိုတော့အဲ့ဒီပေါ်မှာမူတည်ပြီးတော့ဒီတချို့ကလည်း3000ထည့်တယ်9000 1000အမျိုးမျိုးပေါ့နော်အဲ့လိုမျိုးရှိရဲဆိုတော့အိမ်ထံပိုးများရင်များထည့်ရတာပေါ့အိမ်ထံပိုးနေရင်တော့ shop တင်းတင်းထည့်လို့ရတယ် initial deposit ကလည်းကျမတို့နောက် closing ကြလို့ရှိရင် down payment ထဲကိုသွားမှာဖြစ်ပါတယ်ဒီတိုင်းဟိုလိုမျိုး deposit agency ကိုပို့လိုက်တာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျမတို့ရဲ့ down payment ထဲကိုသွားမှာဖြစ်တဲ့အတွက်ဒီ initial deposit ကိုသိစေချင်တာပေါ့နော်ကျမတို့ခုနကဒီ deposit ကိုထည့်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ဆင့်က inspection ဝင်ဖို့အတွက် schedule လုပ်ရပါမယ်အဲ့ဒီ inspection ဝင်မယ်ဆိုလို့ရှိရင်ကျမတို့ buyer ဘက်ကနေပြီးတော့ပေးရပါမယ် inspection ဝင်တာကတော့အိမ်ရဲ့ square feet အကြီးပေါ်အသေးပေါ်မူတည်ပြီးတော့ဒီ fees ပေးရပါတော့ average ဆိုလို့ရှိရင်ကျမတို့က900ဝန်းကျင်ကျတယ်ပေါ့နော်ဆိုတော့အိမ်ကြီးရင်လည်း600ပြီးလို့ရှိရင် state တစ်ခုနဲ့တစ်ခုနဲ့ဈေးနှုန်းတွေလည်းမတူပါဘူး city တစ်ခုနဲ့တစ်ခုဈေးနှုန်းလည်းမတူပါဘူးအဲ့ဒီတော့က900 600ဝန်းကျင်ပဲတည်ထားလိုက်ပေါ့နော်ဆိုတော့ inspection ဝင်နေဆိုလို့ရှိရင်ဘာဖြစ်လို့ inspection ဝင်ရလဲဆိုတော့ကျမတို့အိမ်တစ်ဆောင်မှာကျမတို့တာမန်မျိုးလုံးနဲ့မမြင်ရတဲ့condition တွေအများကြီးရှိတယ်ဥပမာအပေါ်ထပ်ကိုထဲမှာကျမတို့အိမ်ကြည့်လို့ရှိရင်အိမ်ရဲ့အလှဆင်ထားတဲ့အပိုင်းပဲအများသောအဖြစ်ကြည့်ရတယ်ပြီးလို့ရှိရင်ကြည့်ကြတယ်ပေါ့နော်ပြီးလို့ရှိရင်layoutကြည့်ရအိမ်ရဲ့ layout ပြီးအိမ်ပုံစံလှတယ်မလှဘူးခေါင်းမိုးအပေါ်ဆင်လင်ကနှိမ့်နေမြင့်တယ်ဒါလေးပဲကြည့်ကြတယ်ဒါပေမဲ့ကျမတို့အသေးစိတ်ကြည့်ရမယ့်အချက်တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ခေါင်းမိုးအောက်တို့ခေါင်းမိုးအပေါ်တို့အိမ်အတွင်းပြင်အောက်မှာမမြင်ရတဲ့အပိုင်းတွေအများကြီးရှိတဲ့အတွက်ကျမတို့ကဒီ professional inspector တွေငှားရတယ်အဲ့ဒီအတွက်ကျမတို့ buyer ပဲပေးရပါတယ်အိမ်ဝယ်တဲ့သူဘက်ကပေးရတယ်ပေါ့နော်အိမ်ရှင်နဲ့မဆိုင်ပါဘူးဆိုတော့အဲ့ဒီမှာနောက်တစ်ချက်ကတကယ်လို့ကျမတို့ဒီအိမ်ကိုမဝယ်ဖြစ်ဘူး cancel လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ inspection fee က refund မဟုတ်ပါဘူး refund မလုပ်ပါဘူးဒါ third party ဖြစ်တဲ့အတွက်သူက inspection လာလုပ်ပြီးရင်ဒီ fees charges လုပ်လိုက်မယ်ပေါ့နော် refund မလုပ်ဘူးပေါ့နော်ပြီးလို့ရှိရင် inspection ပြီးသွားမယ်ဆိုလို့ရှိရင် report ထွက်လာမယ်ဒီအများသောအဖြစ်24နာရီ inspection report ရပါတယ်အဲ့ဒီအချိန်မှာကျမတို့ကအိမ်ရဲ့အသေးစိတ်ဘယ်နေရာမှာဘယ်လိုပြည့်ချက်တွေရှိလဲကောင်းလားဆိုးလားပေါ့နော်ဒီအပေါက်လေးကစရေပိုက်ကရေကျန်းကျန်းလာလားနင်းနေလာလားအဲ့လိုမျိုးပေါ့ဒီအပေါက်လေးရှိတာစကွဲသေးလေး
အဲ့ဒီရဲ့အကြောင်းအစားသူက inspection ကအသေးစိတ်ကိုထိတ်ကြည့်ပေးရဖြစ်တဲ့အတွက်ကိုကဒီအိမ်တစ်ဆောင်လုံးမှာဘယ်နေရာမှာဘာဖြစ်နေလဲဆိုတော့အသေးစိတ်သိရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုကဒီအိမ်ရှင်နဲ့ပြန်ပြီးတော့ညှိနှိုင်းလို့ရတယ်ပေါ့နော်ညှိနှိုင်းတဲ့အခါမှာအပစ္စည်းအများကြီးမရှိဘူးဆိုရင်တော့ကိစ္စမရှိဘူးတကယ်လို့တချို့ပစ္စည်းတွေကနည်းနည်းပို့ပြီးတော့ကုန်ကျတတ်တဲ့အရာမျိုးဥပမာခေါင်မိုးအရန်တက်တန်းဟောင်းနေပြီဆိုလို့ရှိရင်ဒါခေါင်မိုးဆိုလို့ဟာမျိုးကအများကြီးပေးရမယ်ဒေါ်လာ1000ခန်းကုန်မဲ့အရာတွေပြီးလို့ရှိရင်ဥပမာ AC AC unit ကလည်းဥမာအရင်နှစ်ကြာနေပြီအရင်ဟောင်းနေပြီဆိုလို့ရှိရင်အဲ့လိုမျိုးဟာတွေကအများကြီးကုန်ကြမဲ့အရာတွေတချို့ကျန်းခင်းကပျက်စီးနေတယ်ဒါမှမဟုတ်ကွဲအပ်နေတယ်ပွားနေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျန်းခင်းလဲရမယ်ဆိုရင်လည်းဒါအများကြီးကုန်ကြမဲ့အရာတွေဒီလိုမျိုးຢာကြီးကြတော့ကျမတို့က negotiate ထပ်လုပ်ရပါတယ် inspection ပြီးလို့ရှိရင် negotiate ထပ်လုပ်တဲ့အဆင့်မှာ Asian ကလက်မခံဘူးဆိုလို့ရှိရင်ကျမတို့က cancel လုပ်လို့ရပါတယ်တကယ်လို့ Asian ကလက်ခံတယ်ဆိုလို့ရှိရင်လည်းဥပမာ तू ပြင်ပေးမှလားဒါမှမဟုတ် तू က closing မှာ credit ပေးမှလား credit ကဘယ်လိုတတ်မှတ်လဲဆိုတော့ဒါတတ်မှတ်ချက်မရှိပါဘူးဒါ Asian နဲ့ဝယ်တဲ့သူနဲ့အိမ်အောင်မဲ့သူနဲ့အိမ်ဝယ်မဲ့သူနဲ့နှစ်ဦးကြားကနားလည်မှုပေါ့နော်ဆိုတော့ agreement ပေါ့နှစ်ဦးကြားကagreement ဖြစ်တဲ့အတွက်သူ credit ဘယ်လောက်ပြန်ပေးမလဲ9000ပေးမလား1000ပေးမလားအမျိုးမျိုးရှိတာပေါ့နော်ဆိုတော့အဲ့အစ်စ်မှာ negotiate ပြန်လုပ်လို့ရတယ် inspection နဲ့ပတ်သက်ပြီးတော့ negotiate လုပ်တဲ့အချိန်မှာလဲကျမတို့ခုနက real estate agent ရေးထားတဲ့ contract ထဲမှာcontingency ဆိုတာရှိတယ် inspection contingency ကအယောင်းဝယ်လက်မှတ်ထိုးပြီးတဲ့နေ့ကနေစပြီးတော့9ရက်အတွင်းလောက်ရမှာလားတစ်ပတ်အတွင်းလား10ရက်အတွင်းလားအမျိုးမျိုးရှိတယ်အဲ့ဒါကိုလည်းသတိထားဖို့လိုတယ်အဲ့ဒါအရင်ရေးကြည့်ပါတယ်တကယ်လို့ကိုကအဲ့ဒါကိုသတိမထားမိဘူးဆိုလို့ရှိရင်အဲ့ဒီ negotiate လုပ်တာ9ရက်အတွင်းလို့ရေးထားရင်ကိုက10ရက်မှသွားပြီးတော့ negotiate လုပ်မယ်ဆိုလို့ရှိရင်ဒါကအကျိုးသက်ရောက်မှုမရှိတော့ပါဘူး negotiate လုပ်လို့မရတော့ပါဘူး inspection နဲ့ပတ်သက်ပြီးပေါ့နော်ဆိုတော့အဲ့ခါမှာဒီ timeline အတွင်းမှာကိုက negotiate လုပ်လို့အဆင်မပြေဘူးဆိုလို့ရှိရင် cancel လုပ်ရင်ကိုယ့်ရဲ့ခုနထည့်ထားတဲ့ deposit ကိုအပြည့်ပြန်ရပါတယ်ဘာမှနှုတ်လို့မရပါဘူးအပြည့်ပြန်ရတယ်ပေါ့နော်တကယ်လို့သတ်မှတ်ထားတဲ့ contingency period ကျော်သွားမယ်ဆိုလို့ရှိရင်ဒီ initial deposit ကပြန်ရဖို့အာမမခံဘူးပေါ့နော်ဆိုတော့ Asian ကယူလိုက်လို့ရတယ်ပေါ့ absorb လုပ်လိုက်လိမ့်မယ်အဲ့ဒါလေးရှိရဲဆိုတော့အဲ့ဒါလေးသတိထားမယ်ဆိုတော့ contract မှာ timeline တွေအဓိကကိုကသိဖို့လိုတယ်ထိုင်ကြရင် real estate agent တို့ချို့က real estate agent မဲ့အကူတော့ real estate agent လည်းကိုယ်မပြောမိလို့ရှိရင်ကိုကလည်းမသိတဲ့အခါကျလို့ရှိရင်နောက်ကျမှုတွေဖြစ်တော့အဲ့ဒီခုန deposit ဆုံးရှုံးတာတွေဖြစ်တတ်ပါတယ်ဒါကတော့အရေးကြီးတဲ့အချက်ထဲမှာပါဝင်ပါတယ်ခုနက inspection အဆင့်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့နောက်တစ်ဆင့်က appraisal လာပါမယ် appraisal ကကြတော့ဒီအိမ်တန်ဖိုးဖြတ်တာပေါ့နော်အိမ်တန်ဖိုးဘယ်လောက်ရှိလဲဆိုတာလာပြီးတော့စစ်ဆေးမယ်third party ပေါ့အဲ့ဒါကြတော့ lender ကနေပို့လိုက်တာ lender ကနေပြီးတော့သူ randomly assign ဖြစ်တဲ့ appraiser ကိုယူရတာပေါ့နော်ကိုကနေပြီးတော့ဘယ် appraiser ယူလဲဆိုတာရွေးလို့မရပါဘူးဆိုတော့အဲ့အတွက်fees ကတော့900 800 900အဲ့ဒီဝန်းကျင်ရှိတယ်ပေါ့ဆိုတော့အဲ့ဒါကိုကျမတို့ buyer ကနေပေးရတယ်အဲ့ဒီဒါကတော့ appraiser fee ပေါ့နော်ဆိုတော့အပြီးလို့ရှိရင် appraiser report ထွက်လာမယ် appraiser report ထွက်လာလို့ရှိရင်ဒီအိမ်တန်ဖိုးကဘယ်လောက်တန်ဖိုးနဲ့ညီမျှလဲပေါ့ဆိုတော့ဒီအိမ်ရဲ့တန်ဖိုးအတိအကျထွက်လာမယ်အဲ့ခါကျလို့ရှိရင်ကျမတို့အနေနဲ့ကျမတို့အယောင်းဝယ်တဲ့ဈေးက3သိန်းပေါ့နော် appraisal ထွက်လာလို့ရှိရင် appraisal ရဲ့ price ကဒီ2,800,000ဆိုလို့ရှိရင်2,000กว่าနေတယ်အဲ့ဒါဆိုလို့ရှိရင် lender ကခွင့်မပြုပါဘူးကျမတို့ဝယ်ဖို့ခွင့်မပြုဘူးဒီအိမ်ကိုအဲ့ခါကြလို့ရှိရင်ဒီ Asian နဲ့ပြန်ညှိရပါတယ်ဒီအိမ်တန်တာကတော့3,800,000ပေါ့နော်ဆိုတော့ငါတို့ဝယ်ထားတာ3သိန်းဖြစ်တဲ့အတွက်နည်း2,000 short ပေးရမယ်အဲ့လိုမျိုးပေါ့ပြန်ညှိရပါတယ်အဲ့ညှိတဲ့ခါကျရင်ဒီဟာကတော့အားလုံးက all about negotiation ပေါ့ကျမတို့ကAsian လက်ခံရင်မခံရင်လည်းကိုကအဲ့အချိန်မှာနောက်ဆုတ်လို့ရတယ်။ဘာလို့ဆိုလန်နာလက်မခံတဲ့အတွက်သူ Asian ရောင်းချင်သူကတော့ shop ပေးရမှာပဲပေါ့နော်။တချို့ situation တွေမှာ Asian ကနေပြီးတော့ကိုယ်ပြန်ပြီးတော့ request လုပ်တယ်။ Okay ငါ1000ထပ်တိုးပေးမယ်။နေရတော့1000ဆိုင်ဆိုပြီးတော့အဲ့လိုမျိုးnegotiate လုပ်လို့ရတယ်။ Okay ဒီအဆင့်ကကျမတို့အဆင်ပြေပြေနဲ့ဖြတ်ကြော်ဖြတ်သွားမယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ကကျတော့လုံးကို clear ဖြစ်ဖို့ပေါ့လုံး approval လိုအပ်တယ်။အဲ့ခါကျရင်ကျမတို့ဒီ process စလုပ်တဲ့အချိန်ကနေစပြီးတော့လုံးဝတော့စ run ထားမှာပေါ့နော်။ submit လုပ်ပြီးတော့ run ထားမယ်အဲ့အချိန်မှာတစ်ဖက်ကလည်းကျမတို့လိုအပ်တဲ့ lender ကနေပြီးတော့လိုအပ်တဲ့စာရေးစာတမ်းတွေကျမတို့ပေးရမယ်အဲ့ပေးတဲ့အခါမှာခုနဒီ inspection အဆင့်တို့ဒီ appraisal အဆင့်တွေအောင်ပြီးသွားပြီတစ်စစ်စစ်ပြီးသွားဆိုလို့ရှိရင်နောက်ဆုံးက loan approve ဖြစ်ဖို့ပဲကြံတော့တယ်ပေါ့နော်နောက်ဆင်ကျမတို့ကဒီကျမတို့ရဲ့ down payment ပေါ့ပတ်စံပေါ့
cash အဲ့ဒီမှာကျမတို့ proof of fund တွေပြမယ်ကျမတို့ပတ်စံကဘယ်ကနေလာတာလဲကျမတို့ bank ထဲမှာ deposit လုပ်ထားတဲ့ပတ်စံကဘယ်ကနေလာတာလဲကျမတို့ရဲ့ဒီပုံမှန်ဝင်တဲ့ income အပြင်ဘာတွေရှိသေးလဲဆိုတဲ့ဟာပေါ့နော်ပြီးလို့ရှိရင်တချို့လန်တာတွေက2လရှိပြီးမှအဲ့ဒီပတ်စံတွေသုံးရအမျိုးမျိုးရှိရပေါ့တစ်လတချို့ကလည်းအဲ့လိုမျိုးအမျိုးမျိုးရှိရတဲ့အတွက်ကျမတို့အဲ့ဒီ process ကိုဒီ lender နဲ့ဆက်ပြီးတော့လုပ်ရတာပေါ့နော်ဆိုတော့ lender ကလက်ခံနေဆိုလို့ရှိရင်ဒီ process ကကျမတို့က approve ရပါမယ် approve ရပါပြီဆိုလို့ရှိရင်ကျမတို့ schedule လုပ်လို့ရပါပြီ closing အတွက်ပေါ့နော် closing ဘယ်နေ့လုပ်မလဲဆိုတာကျမတို့က schedule လုပ်လို့ရပါပြီဒီ loan run နဲ့ process ကတော့တော်တော်လေးနည်းနည်းလေးရှုပ်ထွေးရပေါ့နော်ဒီစာရေးစာတမ်းနဲ့ပတ်သက်ပြီးတော့ all about document ပေါ့စာရေးစာတမ်းနဲ့ပတ်သက်ပြီးတော့ကျမတို့ကသူတို့ submit လုပ်ရမယ် lender ဘက်က require ဖြစ်တဲ့ဟာမှန်သမျှအသေးစိတ်ပေါ့နော်သူတို့ဘာလို့လဲတစ်ချက်ပြီးတစ်ချက်ဒီ bank statement တွေလိုမယ်ကျမတို့ရဲ့ပတ်စံတွေငွေဝင်ထွက်တွေကို explanation လုပ်ခိုင်းမယ်ကျမတို့ရဲ့ credit နဲ့ပတ်သက်ပြီးတော့သူတို့လိုအပ်ချက်တွေပေါ့ကျမတို့ရဲ့ debt to ratio ကျမတို့ရဲ့ဒီ expense ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ရှိကတစ်ခုပြီးတစ်ခုအဲ့လိုမျိုးအသွားပြန်နေပေါ့နော်သူတို့လိုအပ်တဲ့ဟာကိုကျမတို့က submit လုပ်နိုင်ရမယ်အဲ့ဒါပြီးတော့မှကျမတို့ကဒီ loan process က clear ဖြစ်မယ်ပေါ့clear ဖြစ်လို့ရှိရင် clear to close လုပ်ပြီးတော့ schedule လုပ်လို့ရမှာဖြစ်ပါတယ်အဲ့ခါကြလို့ရှိရင်ကျမတို့ okay ကျမတို့ loan က clear ဖြစ်သွားပြီဆိုလို့ရှိရင်ဒါကျမတို့ ready to close ပဲလေဒါ approve ဖြစ်သွားပြီပေါ့ approve ဖြစ်သွားပြီ clear ဖြစ်သွားပြီဆိုလို့ရှိရင်ကျမတို့က closing လုပ်လို့ရပြီအဲ့ဒီအချိန်မှာကျမတို့နောက်ဆုံးသတိရမှာပါလဲဆိုတော့final walk through လုပ်ရမယ် Okay ဒီအဆင့်ကတော့မရှုပ်ထွေးပါဘူးအရင်ရိုးရှင်းတဲ့အဆင့်မှာဒါပေမဲ့ smart ဖြစ်ဖို့လိုတယ်ဒီအဆင့်မှာ final walk through မှာတချို့ကပြောကြတယ် final walk through ဆိုလို့ရှိရင်တစ်ပတ်လောက်ကြိုလုပ်ချင်ကြတယ်ဟိုပါပေါ့ rush မဖြစ်အောင်ပေါ့တချို့ကလည်းfinal walk through ကိုဒီ closing လုပ်တဲ့ရက်မှာပဲလုပ်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့အပြောင်းလဲမရှိအောင်ပေါ့သူတို့သွားကြည့်ပြီးပြန်ပြောင်းလို့မရအောင်ဆိုပြီးတော့အဲ့လိုမျိုးတွေသူတို့ကတွေးကြတယ်ပေါ့နော်ဆိုတော့ walk through လုပ်ရတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကျမတို့ဒီအိမ်ကိုသွားကြည့်လိုက်တဲ့အခါမှာ okay ဒီ process တစ်လျှောက်လုံးမှာကျမတို့ကသူတို့အိမ်ရှင်ပြန်ပြီးတော့ request လုပ်ထားတဲ့အရာတွေရှိတယ်တချို့နေရာမှာဥမာပရင်းမောက်ကားမှန်ကွဲနေလို့မှန်ပြင်ပေးပါတချို့နေရာကျညှစ်ပတ်နေလို့အဲ့တက်ရှင်းပေးပါလို့အဲ့လိုမျိုး request လုပ်ထားတဲ့အရာတွေကိုကျမတို့ကဒီ final walk through မှာသူတို့လုပ်ထားရဲ့လားသူတို့ပြောတဲ့အတိုင်းကျမတို့လှုပ်ထားပေးရလားဆိုတာကျမတို့ကသွားစစ်ရမှာပဲဆိုတော့စစ်တဲ့အခါမှာ okay ထားလိုက်ပါခုနလိုမျိုး9ရက်လောက်ကြိုပြီးတော့သွားစစ်တယ်ထားလိုက်တော့အဲ့မှာအင်ရှင်ကမှန်ကွဲနေတဲ့ပရင်းပေါကိုသူကမပြင်းရသေးဘူးအဲ့ချိန်မှာဂျားထဲမှာ9ရက်တောင်လိုသေးရပဲမပူနဲ့ငါတို့စိတ်ချလှုပ်ပေးမယ်နောက်2ရက်ဆိုရင်ဒီမှန်ပြီးပြီ okay ပြီးပြီဆိုသူပြောတာပဲလေနော်ဆိုတော့တချို့မတက်ရှက်သေးclosing မလုပ်ရသေးလို့နီးငါတို့လုပ်ပေးမယ်တေချာစိတ်ချဆိုပြီးတော့အဲ့လိုမျိုးပြောရတယ် okay နောက်9ရက်ကြာကို closing လုပ်ပြီးမှတော့တော့ကြည့်မယ်ဆိုလို့ရင် तू မလုပ်သေးရင်ကျမတို့ဘာမှပြောလို့မရတော့ဘူးဆိုတော့ closing ပြီးသွားလို့ရှိရင်အင်ရှင်အနေနဲ့ဘာမှတောင်းရင်မရှိတော့ဘူးဘာမှလည်းမလုပ်သေးတော့ဘူး closing လက်မှတ်မထိုးခင်မှာကျမတို့ကလိုချင်တဲ့အရာ request လုပ်ချင်တဲ့အရာတွေကိုမရှင်းမလင်းဖြစ်နေတဲ့အရာတွေကိုလုံးဝအပိသက်ဒီ closing မလုပ်ခင် sign မထိုးခင်အချိန်ကြီးကျမတို့ကအင်ရှင်ကို request လုပ်ရမယ်စစ်ဆေးရမယ်ကိုယ်တိုင်စစ်ဆေးရမယ် closing မှာလက်မှတ်ထိုးပြီးဆိုလို့ရှိရင်ကျမတို့ကအင်ရှင်ဘာမှပြောလို့မရတော့ဘူးသူတို့ကလည်းဘာမှကိုတောင်းမယူတော့ဘူးအဲ့ဒီတော့ကျမတို့ကသူ့ပုံမှာပဲတာဝန်ရှိတယ်ဒါကတော့ဘယ်သူ့ကိုလည်းအပြစ်ပြောလို့မရဘူးတကယ်လို့ case တစ်ခုခုကအလဲကြော်ဖြစ်သွားလို့ရှိရင်အင်ရှင်လည်းပြန်သွားပြီးတော့နေအောင်ထားတဲ့အိမ်နင်ပြောလို့လုပ်ပေးမယ်မလုပ်ပေးအဲ့လိုမျိုးတော့ပြောတော့မှာပြကိုပဲတေချာစစ်ဆေးရမှာဖြစ်တဲ့အတွက် okay ခုနလိုမျိုး9ရက်ကြိုမဟုတ်ဘူးတချို့ကလည်းအဲ့လိုမျိုး case ဖြစ်မှာဆိုလို့ဒီညနေမှာ closing လုပ်မယ်ဆိုလို့ရှိရင်ဒီရက်မှာပဲမနေ့မှာသူတို့က walk through သွားလုပ်ကြတယ်တချို့ကိုကမထင်မှတ်ထားတဲ့အရာကိုကအိမ်မှာတွေ့သွားမယ်ဆိုလို့ရှိရင်အင်ရှင် request ပြန်လုပ်မယ်ဆိုတော့အချိန်ကမရှိတော့ဘူးလေအင်ရှင်ကတော့ပြောမှာ okay လုပ်ပေးမယ်ဒါပေမဲ့လုပ်ပေးမယ်ဆိုတာဒီနေ့တော့မဖြစ်နိုင်ဘူးလေဒီနေ့က closing လုပ်တော့မှာဆိုတော့မနေ့ပြန်လုပ်ပေးမယ်တပတ်ခါလုပ်ပေးမယ်ပြီးရင် closing လုပ်ပြီးရင် तू ကလုပ်ပြီးချိန်မှာလုပ်ပေးတော့မှာမလုပ်ပြီးရင်လည်းကိုကဘာမှမပြောလို့မရတော့ကိုက closing လုပ်ပြီးဆိုတော့လက်မှတ်ထိုးပြီးဆိုတော့ကျမအဲ့ဒီနေရာမှာ final walk through လုပ်ဖို့အကြံပေးချင်တာက2ရက်လောက်ဒါမှမဟုတ်1ရက်လောက်ကြိုသွားလို့ရှိရင်လုံလောက်ပါတယ်ပုံမှန်အပြင်ကျမဆိုလို့ကျမရဲ့ client တွေဆိုလို့ရှိရင်မနေ့ပြန်လိုမျိုး closing လုပ်ရင်ကျမကဒီနေ့လိုမျိုးfinal walk through လုပ်ဖို့တိုက်တွန်းပါတယ်ကျမကိုယ်တိုင်လည်းလိုက်ပါတယ်ဒီနေ့မနေ့ချိန်ကိုသွားလုပ်တယ်သွားလုပ်လို့တွေးတဲ့အရာတွေအားလုံးကိုဥမာသူတို့မပြင်ထားဘူးမလုပ်ထားဘူးကို request လုပ်တာရှိတယ်ဆိုချက်ချင်းသူ့အကြောင်းကြားလို့ရှိရင်သူကဒီတနေ့ကုန်ဒီနေ့တနေ့လုံးနဲ့မနေ့ပြန်တနေ့လုံးရှိရယ်သူမှ2ရက်ချိန်ရအတွက်
ပြီးကိုပြီးရလို့ပေါ့နော်ပြီးကိုပြီးရဘာလို့ဆိုဒါတွေကအများအဖြစ် minor case တွေပဲလေဟို major case ကြီးတော့ပေါ်မှာမဟုတ် minor case တွေပဲဖြစ်တဲ့အတွက်ဒီနေ့ရက်အတွင်းမှာသူ့အတွက်အခြေရှိတယ်ကိုကလည်း request လုပ်ဖို့အခြေရတယ်အဲ့မှာကိုကမသေးကြလို့ရှိရင်မနေ့ပြန် closing လက်မှတ်မထိုးခင်ချိန်လေးကိုကတစ်ခေါက်လောက်လာကြည့်လိုက်လို့ရသေးတယ်နှစ်ရက်သို့မဟုတ်တစ်ရက်ကြိုပြီးတော့ကြည့်တာတော့အကောင်ဆုံး timeline လို့ကျွန်မတော့ထင်ပါတယ်အဲ့ခါကြလို့ရှိရင်ကိုကအားလုံးကိုအိမ်ဟာကိုဝယ်မဲ့အိမ်ဟာကိုလိုချင်တဲ့အတိုင်းအားလုံး perfect ဖြစ်သွားပြီဆိုရင်ကိုကစိတ်အေးလက်အေးနဲ့ closing လုပ်လို့ရပြီလေဟုတ်တယ်မလား Okay အခုဆိုလို့ရှိရင်ကျမတို့က closing date ကိုရောက်ပြီဖြစ်တဲ့အတွက်လက်မှတ်ထိုးရမယ့်နေ့ရောက်ပြီပေါ့နော်အဲ့ဒီအချိန်မှာလက်မှတ်မထိုးခင်ကျမတို့ဒီ down payment တွေ closing cost တွေကိုအပြီးတိုက်တဲ့ company တွေကိုကျမတို့ကလွှဲထည့်ပေးရမှာဖြစ်ပါတယ်လွှဲထည့်ပြီးတော့မှ sign ထိုးလို့ရပါမယ် sign ထိုးပြီးရင်တော့ကျမတို့က install ရပြီ install ရပြီးရဲ့နောက်ပိုင်းကျမတို့ကဒီလုံးဝownership ဖြစ်သွားပြီပေါ့နော်အဲ့ဒီအချိန်မှာကျမတို့အိမ်စပြောင်းလို့ရပြီကိုအိမ်ကိုလှုပ်ရှင်တာလုပ်လို့ရပြီဈေးသုံးမယ်တက်ရှင်းလုပ်မယ်ကြိုက်တယ်လို့လုပ်လို့ရပါတယ်ပေါ့နော်ဆိုတော့ဒါကတော့အင်ဝယ်တဲ့ process ပဲဖြစ်ပါတယ်ဆိုတော့အဓိကအရေးကြီးတာတော့ timeline ကိုကြည့်ဖို့လိုတယ်ဒီ contract ဒီ purchase agreement တွေက contract တွေပေါ့နော် timeline တွေဘယ်ချိန်မှာဘယ်လိုလုပ်ရမလဲဟိုကိုယ့်ရဲ့ဒီ negotiation period ကဘယ်ထိပဲရှိရဆိုတာကိုသိဖို့လိုအပ်တယ်အဲ့ဒါမှကျမတို့ရဲ့ထည့်ထားတဲ့ deposit တွေမဆုံးရှုံးမှာဖြစ်ပါတယ်တကယ်လို့ဒီ timeline အတွင်းကိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ရဲ့ deposit တွေဆုံးရှုံးနိုင်ပါတယ်အဲကြောင့်မို့ timeline အဆိုရင်အရင်အရေးကြီးပါတယ်အဲ့ဒီအတွက်အိမ်ဝယ်တဲ့ခါကြလို့ရှိရင်ကျမတို့ realtor ဆိုလို့ရှိရင်စိတ်ရှည်တဲ့ realtor ကိုအစားအဆုံးအသေးစိတ်ရှင်းပြနိုင်တဲ့ realtor မျိုးကျမတို့ရွေးဖို့လိုအပ်တယ်ဒီ loan officer အနေနဲ့လည်းအဲ့တိုင်းပဲကျမတို့ဘယ် program အကောင်းဆုံးလဲကျမတို့အတွက်အဓိက buyer အနေနဲ့ rate သက်သာမယ် fees တွေသက်သာမယ်အဲ့လိုမျိုးသက်သာမယ်ဒီ program ရှာပေးနိုင်တဲ့ loan officer ကိုကျမတို့ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်ဒီ video ကြည့်ပြီးလို့ရှိရင်ဒီမေးခွန်းတွေရှိလို့ရှိရင်ကျမရဲ့ video အောက်မှာ comment လာပေးပြီးတော့မေးနိုင်ပါတယ်နောက်ထပ်လည်း real estate နဲ့ mortgage နဲ့ပတ်သက်ပြီးတော့ information တွေကို sharing လုပ်သွားမှာဖြစ်တဲ့အတွက်ကျမရဲ့ page တွေကို like and share လုပ်ပေးဖို့မမေ့နဲ့เนาะကျေးဇူးတင်ပါတယ်